မင်္ဂလာပါရှင်ဒီကနေ့မှာတော့2026ဖေဖော်ဝါရီလ15ရက်နေ့ကနေပြီးတော့2026ဖေဖော်ဝါရီလ21ရက်နေ့အထိတပတ်စာဟောစတန်များကိုဟောပြောပေးသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ကျမကတော့မြင့်သိမ်ခဘေးရင် application မှာဘေးရင်ဟောကြားပေးနေတဲ့ဆရာမဒေါ်ခင်စုဟိတာပဲဖြစ်ပါတယ်ရှင်ဒီကနေ့မှာတော့2026ဖေဖော်ဝါရီလ15ရက်နေ့ကနေပြီးတော့2026ဖေဖော်ဝါရီလ21ရက်နေ့အထိတပတ်စာဟောစတန်များကိုဟောပြောပေးသွားမှာဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးများအတွက်ဟောစတန်တနင်္ဂနွေသားသမီးတွေဟာဝန်ထမ်းဖြစ်တယ်ဆိုရင်အလုပ်ပြောင်းအလုပ်နေရာပြောင်းလေးတွေဖြစ်ပေါ်တတ်ပါတယ်အလုပ်သစ်အတွက်ကိုအင်တာဗျူးဝင်ရမယ်မော်တော်ကားအယောင်းဝယ်ဖြစ်မယ်တခိုးခိုးခံရတတ်တဲ့ကပိုက်နှိုက်ခံရတတ်တဲ့သတိထားပါရက်ဝေးမှနေပြီးတော့ငွေရောက်ရှိပါလိမ့်မယ်ရွှေလုပ်ငန်းမှာအကျိုးအမြတ်များရရှိပါလိမ့်မယ်ရှင်ကျွေးကိစ္စအတွက်ကိုစကားပြောရတတ်ပါတယ်အမှုရှိတယ်ဆိုရင်အမှုအတွက်ကိုသတင်းကောင်းကြားရတတ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့ချောင်းဆိုးမယ်ပညာရေးမှာအနှောက်အယှက်လေးတွေပေါ်ပေါက်တတ်ပါတယ်အခြေရေးမှာတော့ကံကောင်းနေပါတယ်ရှင်ချစ်သူထံကနေပြီးတော့လက်ဆောင်ရရှိတတ်ပါတယ်အိမ်အောင်ရေးကလည်းတာယာနေပါတယ်ရှင်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့၄ခွန်9ကဏ္ဍတွေပဲဖြစ်ပါတယ်ရေရရာအနေနဲ့ကတော့တနင်္ဂနွေနေ့နေအိမ်ဖျားเจ้าဆောင်မှာအုံထမင်းကတ်လူပူဇော်လူတန်းလိုက်ပါရှင်တနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းစန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်တနင်္လာသားသမီးများအတွက်ဟောစတန်တနင်္လာသားသမီးတွေဟာအလုတ်ရှာနေတာဒါမှမဟုတ်လို့ရှိရင်အလုတ်လျှောက်ထားတယ်ဆိုရင်အလုတ်ရရှိပါလိမ့်မယ်ရှင်မော်တော်ကားအယောင်းဝယ်မှာအထစ်အငေါ်လေးတွေဖြစ်တတ်ပါတယ်အဖိုးတန်တယ်လီဖုန်းဝင်မယ်အိမ်သစ်တက်ရပါလိမ့်မယ်ရှင်ဒါမှမဟုတ်လို့ရှိရင်လည်းအိမ်ပြောင်းဖို့အတွက်အစီအစဉ်လေးတွေဖြစ်ပေါ်တတ်ပါတယ်ငွေအနှဲငယ်ကတော့အလဟတ်သက်ဖြစ်မယ်ငွေထွက်မယ်ရွှေလုပ်ငန်းတို့ရွှေရောင်းဝယ်လုပ်ငန်းတွေမှာတော့ကောင်းမွန်နေပါတယ်မိသားစုအတွက်ကိုသတင်းကောင်းလေးတွေကြားရတတ်ပါတယ်ရှင်ကျမ်းမာရေးအနေနဲ့ကတော့ခေါင်းကိုက်မယ်ပညာရေးမှာတော့အနှောက်အယှက်လေးတွေဝင်တတ်ပါတယ်အခြေရေးနဲ့အိမ်အောင်ရေးကတော့တာယာနေပါတယ်ရှင်ကျမ်းမာရေးအနေနဲ့ကတော့ခေါင်းကိုက်မယ်ပညာရေးမှာဆိုလို့ရှိရင်အနှောက်အယှက်လေးတွေဝင်တတ်ပါတယ်အခြေရေးနဲ့အိမ်အောင်ရေးကတော့တာယာနေပါတယ်ရှင်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့3 5ခွန်ကဏ္ဍတွေပဲဖြစ်ပါတယ်ရေရရာအနေနဲ့ကတော့တနင်္လာနေ့မှာတကိုးကြီးဖျားတနင်္လာထောင်မှာငွေထီး2လက်ကိုကတ်လူပူဇော်လူတန်းလိုက်ပါရှင်တနင်္လာသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းစန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အင်္ဂါသားသမီးများအတွက်ဟောစတန်အင်္ဂါသားသမီးတွေဟာအလုတ်နေရာပြောင်းအလုတ်ပြောင်းလေးတွေဖြစ်ပေါ်တတ်ပါတယ်ရက်ဝေးကနေပြီးတော့ငွေရောက်ရှိပါလိမ့်မယ်ရှင်ဒါမှမဟုတ်လို့ရှိရင်လည်းရက်ဝေးကိုငွေပို့ရပါလိမ့်မယ်အိမ်ကန်တိုက်ခန်းကွန်ဒိုကန်တွေအယောင်းဝယ်ပြုလုပ်ရပါလိမ့်မယ်နိုင်ငံခြားခရီးအတွက်ကိုသတင်းကောင်းလေးတွေကြားရတတ်ပါတယ်ရှင်ဆေးရုံကိုလူနာမေးသွားရပါလိမ့်မယ်မေးခဲ့ရင်လည်းကောင်းပါတယ်အဝိအထည်အသစ်တွေဝင်မယ်ကျောင်းမြတ်ရတနာနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်ရေးတွေကကောင်းမွန်နေပါတယ်ကျမ်းမာရေးအနေနဲ့ကတော့ဝင်းလျှောဝင်းပြက်ဖြစ်တတ်ပါတယ်ရှင်ပညာရေးမှာအထစ်အငေါ်လေးတွေဖြစ်နေပါတယ်အခြေရေးနဲ့အိမ်အောင်ရေးကတော့တာယာနေပါတယ်ရှင်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့4 5 8ကဏ္ဍတွေပဲဖြစ်ပါတယ်ရှင်ရေရရာအနေနဲ့ကတော့အင်္ဂါနေ့တကိုးကြီးဖျားအင်္ဂါထောက်မှာအုံကိုညွန့်ရွက်လာကိုညွန့်ဒန်းကိုညွန့်ကိုကတ်လူပူဇော်လူတန်းလိုက်ပါရှင်အင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းစန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဗုဒ္ဓဦးသားသမီးများအတွက်ဟောစတန်ဗုဒ္ဓဦးသားသမီးတွေဟာအိမ်ပြင်အိမ်ဆောက်ရကိန်းရှိပါတယ်နိုင်ငံခြားတန်ယုံတရုံမှာဗီဇာလျှောက်ထားတယ်ဆိုရင်ဗီဇာရရှိပါလိမ့်မယ်မော်တော်ကားအယောင်းဝယ်မှာအထစ်အငေါ်ဖြစ်တတ်ပါတယ်တောင်ကုန်းတောင်တန်းဒေသဘက်တွေကိုခရီးထွက်ရပါလိမ့်မယ်ရှင်
မွေကိစ္စအတွက်ကိုညှိနှိုင်းမှုပြုလုပ်တဲ့အခါမှာအောင်မြင်ပါလိမ့်မယ်ပဲပြောင်းနှမ်းကောက်ပဲသီးနဲ့ရောင်းဝယ်ရေးတွေမှာတော့ဈေးကောင်းရရှိပါလိမ့်မယ်ကျန်းမာရေးအနေနဲ့ကတော့စီးယောဂါဖြစ်တတ်ပါတယ်ပညာရေးအတွက်ကူညီမဲ့သူပေါ်ပေါက်တတ်ပါတယ်ရှင်အခြေရေးမှာချစ်သူထံမှနေပြီးတော့လက်ဆောင်ရရှိပါလိမ့်မယ်အိမ်အောင်ရေးကလည်းတာယာနေပါတယ်ရှင်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့2 5 9ကဏ္ဍတွေပဲဖြစ်ပါတယ်ရေတရားအနေနဲ့ကတော့ဗုဒ္ဓဦးနေ့တကိုးကြီးဖျားဗုဒ္ဓဦးတောက်မှာရွှေထီးလေးလက်ကိုကတ်လူပူဇော်လူတန်းလိုက်ပါရှင်ဗုဒ္ဓဦးသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆ iam ခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဇာတာပရိသတ်သမီးများအတွက်ဟောစရန်ဇာတာပရိသတ်သမီးတွေဟာဝန်ထမ်းဖြစ်တယ်ဆိုရင်လစာတိုးမယ်ယာရုတိုးမယ်မြေအယောင်းဝယ်ဖြစ်မယ်လယ်ယာလုပ်ငန်းအတွက်ကိုစက်ပစ္စည်းဝင်တတ်ပါတယ်မော်တော်ကားအယောင်းဝယ်ဖြစ်မယ်ရရန်ရှိတဲ့ငွေတွေဝင်မဲ့သတင်းကောင်းကိုကြားရတတ်ပါတယ်ရှင်သူတစ်ပါးကိစ္စကိုအာမခံရပါလိမ့်မယ်သတိတော်ထားပါအမှုကိစ္စအတွက်ကိုသတင်းကောင်းကြားရမယ်ဆွေမျိုးအကြီးအကဲတဦးထံမှနေပြီးတော့အကူအညီရရှိပါလိမ့်မယ်ရှင်ကျမ်းမာရေးအနေနဲ့ကတော့ခါနာမယ်ပညာရေးမှာအောင်မြင်မှုတွေရရှိပါလိမ့်မယ်အခြေရေးကတော့အဆင်မပြေဖြစ်နေတဲ့ချစ်သူနဲ့ပြန်ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်ရှင်အိမ်အောင်ရေးကလည်းတာယာနေပါတယ်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့1 3 6ကဏ္ဍတွေပဲဖြစ်ပါတယ်ရှင်ရေတရားအနေနဲ့ကတော့ဇာတာပရိနေ့နေအိမ်ဖျားအကြောင်းဆောင်မှာကောင်းကြီးမောင်ကက်လူပူဇော်လူတန်းလိုက်ပါရှင်ဇာတာပရိသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆ iam ခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်တောက်ကြသားသမီးများအတွက်ဟောစရန်တောက်ကြသားသမီးတွေဟာအိမ်နေရာအရွှေ့ပြောင်းကိစ္စအိမ်သစ်တက်ဖို့အတွက်ကိစ္စများအတွက်ကိုအစီအစဉ်ပြုလုပ်ရပါလိမ့်မယ်ရှင်ရေလုပ်ငန်းရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတွေမှာအခက်အခဲလေးတွေပေါ်ပေါက်တတ်ပါတယ်စံစပါးရောင်းဝယ်ရေးကတော့ကောင်းနေပါတယ်တောင်ကုန်းတောင်တန်းဒေသဘက်တွေကိုတော့ခရီးထွက်ရပါလိမ့်မယ်ရှင်ဘန်ဒါမှမဟုတ်လို့ရှိရင်အဖွဲ့အစည်းတစ်ခုခုမှာချင်းငွေလျှောက်ထားတယ်ဆိုလို့ရှိရင်ချင်းငွေရရှိပါလိမ့်မယ်ကျန်းမာရေးအနေနဲ့ကတော့သွေးအားနေတာတို့သွေးတိုးယောဂတစ်မျိုးမျိုးဖြစ်တတ်ပါတယ်ပညာရေးမှာစာမေးပွဲဖြေထားတယ်ဆိုရင်တော့စာမေးပွဲအောင်မြင်ပါလိမ့်မယ်အခြေရေးနဲ့အိမ်အောင်ရေးကတာယာနေပါတယ်ရှင်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့6 9ကဏ္ဍတွေပဲဖြစ်ပါတယ်ရေတရားအနေနဲ့ကတော့တောက်ကြနေ့တကိုးကြီးဖျားတောက်ကြထောက်မှာအဝါရောင်တစ်သီး9လုံးကတ်လူပူဇော်လူတန်းလိုက်ပါရှင်တောက်ကြသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆ iam ခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်စနေသားသမီးများအတွက်ဟောစရန်စနေသားသမီးတွေဟာလိုအပ်နေတဲ့ငွေတွေရရှိပါလိမ့်မယ်စာချုပ်စာတမ်းပြုလုပ်ရပါလိမ့်မယ်ဝန်ထမ်းဖြစ်တယ်ဆိုရင်တော့လစာတိုးမယ်ယာရုတိုးမယ်ဆိုင်ကယ်အသစ်တစ်စီးဝင်တတ်ပါတယ်မော်တော်ကားအနေနဲ့ကတော့ပွန်းနာတို့ပိန်နာလေးတွေဖြစ်တတ်ပါတယ်ကျွေးဟောင်းပြန်ရတတ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွေးဟောင်းကိုပြန်ပြီးတော့ဆက်နိုင်ပါလိမ့်မယ်ရှင်နိုင်ငံခြားခရီးအတွက်ကိုကူညီမဲ့သူပေါ်ပေါက်တတ်ပါတယ်အနုပညာရှင်တဦးဖြစ်တယ်ဆိုရင်တော့အနုပညာလုပ်ငန်းမှာစမ်းပွင့်ပါလိမ့်မယ်ပညာရေးမှာအကျိုးရလဒ်ကောင်းတွေရရှိမယ်ကျန်းမာရေးအနေနဲ့ကတော့နားယောဂါဖြစ်တတ်ပါတယ်အခြေရေးမှာချစ်သူနဲ့အဆက်အသွယ်ပြတ်နေပါလိမ့်မယ်ရှင်အိမ်အောင်ရေးမှာလည်းအိမ်အောင်ဘက်နဲ့စကားများရတတ်ပါတယ်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့4 8 9ကဏ္ဍတွေပဲဖြစ်ပါတယ်ရေတရားအနေနဲ့ကတော့စနေနေ့တကိုးကြီးဖျားစနေတောက်မှာထီးပြူ9လက်ကန့်လူပူဇော်လူတန်းလိုက်ပါရှင်စနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆ iam ခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်မင်းသိင်္ခဖေးတဲ့ application တွေဆရာကြီးဦးဝင်းစောတစ်တော်ဆရာဦးဟိန်းထက်စောဆရာမတော်စုလက်ရတနာဆရာမတော်မေတ္တနာဆရာမတော်ကြည်စင်သက်ဆရာမတော်ပိုးဟေတာနတီဆရာဦးကောင်းကျော်စောဆရာမတော်ခင်စုဟေတာဆရာမတော်စုမြတ်ထွန်းဆရာမတော်ရွှေရုံးမြတ်အိမ်တို့ဖြင့်ပြည်ရင်းပြည်ပမှဓာတ်ရိုက်ဗီဒီယိုကောဖြင့်ဖေးနေမင်းမြတ်နိုင်ပါပြီရှင်
ခုနှစ်ရက်သားသမီးများအတွက်စောင်းရန်ရှောင်းရန်တပတ်စာကံကြမ္မာကိုမင်းသင်္ခဗီဒီ YouTube Channel တွင်လည်းကြည့်ရှုနိုင်ပါတယ်ရှင်။မင်းသင်္ခဗီဒီ application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။